ကိုင်းတိုင်းဒေသကြီးဟုံးမလင်းမြို့နယ်တွင်မှာနတ်နှုတ်စုပိုင်မာတီဒိန်ကြီးမြမဟီရွှေမော်တွေချေပြူလို့ရုံးကန်လုံးရှာလုံးအားများနဲ့ကိုစီတနာချေတဲ့ရေဘိုးကြီးအော်ဘဝနေမြင့်လေဘိုးကြီးသမာအာဇီဝနဲ့ရောင်းဝယ်ပေါက်ကလုပ်ငန်းများလဲဆုံးပါသည်တကားတစ်ခေါက်ကိုလေလာရောက်စေခြင်းပါသည်အနမ်းစေရန်ထားနေစီတာယာဝဝတိစေရန်ခွင်ဤတဝိုင်မှာဘင်ဘာဘာမကလေးရှိသည်နန်းနဲ့တုံစီ